ဇလန်အစမှာတော့မြောင်မင်းစွမ်းဝူခုံးဟာသူတို့နေနေဘူးရောက်လာတဲ့ကြောက်စိမ့်စစ်သူကြီးနဲ့ရင်ဆိုင်တိုက်ခိုက်နေပါတယ်ဒီတိုက်ပွဲဟာတကယ်တော့ကွန်ဖူးရုပ်ရှင်တွေကိုအယူအမူဆွဲလာနေတဲ့ဂျေဆင်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့အိမ်မက်ထင်နေတာပါသူဟာအငဲသွားနေကြတရုတ်တန်းက pop ဆိုတဲ့အဖိုးအိုရဲ့ရှေးဟောင်း PC ဆိုင်ကိုရောက်သွားပြီးအိမ်မက်ထွေးကအတိုင်းရွှေဟောင်းတုတ်ကောင်ကြီးကိုသွားတွေ့ပါတယ်အဖိုးအိုကဒီတုတ်ကောင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကတည်းကပိုင်ရှင်အစ်စ်ကိုစောင့်နေတာလို့ပြောပြပေမဲ့ဂျေဆင်ကတော့ရုပ်ရှင်တွေကြည့်ပြီးစိတ်ကူးရင်နေတယ်လို့ပဲထင်ခဲ့ပါတယ်အဲ့ဒါနဲ့ပဲဂျေဆင်ဟာအဒီတုတ်ကိုဆိုင်ကနေယူပြီးထွက်လာခဲ့ပါတယ်ဒါပေမဲ့အပြန်လမ်းမှာလူမိုက်တစုကဆိုင်ကိုဓာပြသိထုဂျေဆင်ကိုအသုံးချရကနေအဖိုးအို pop တနတ်မှန်သွားပြီးမသေးခင်မှာဒီတုတ်ကောင်ကိုပိုင်ရှင်စီပြန်ပို့ပေးပါလို့ဂျေဆင်ကိုမှာကြားခဲ့ပါတယ်လူမိုက်တွေလက်ကထွက်ပြေးရင်းအဆောက်အဦပေါ်ကပြုတ်ကျသွားတဲ့ဂျေဆင်ဟာတတိယလာတဲ့အခါမှာတော့ရှေးဟောင်းတရုတ်ပြည်ကရွာလေးတရွာကိုထူးဆန်းစွာရောက်ရှိနေခဲ့ပါတယ်အဲ့ဒီရွာမှာကြောက်စိမ့်စစ်သူကြီးရဲ့စစ်သေးတွေကသူ့ကိုတုတ်ကောင်အတော့ဂျေဆန်ကိုလိုက်လံတိုက်ခိုက်ကြတဲ့အခါလူရန်ဆိုတဲ့အယမိုးကန်တော့ပညာရှင်ကကဲကျင်းပေးခဲ့ပါတယ်လူရန်ကမြောင်မင်းဟာစစ်သူကြီးရဲ့လွှဲခွက်ကြောင့်ကြောက်ရွံ့အဖြစ်အပိတ်ခံထားရကြောင်းနဲ့ဂျေဆင်ဟာမြောင်မင်းကိုကဲတင်ရမယ့်ရွေးချယ်ခံရသူဖြစ်ကြောင်းရှင်းပြပါတယ်ခီလမ်းမှာစစ်သူကြီးကိုကလစ်စာချီခြင်းနဲ့ Golden Sparrow နဲ့မြောင်မင်းကိုစောင့်နေတဲ့ဝစ်ဖြူတော်ဝစ်ဖုန်ကြီးတို့နဲ့ဆုံတွေ့ပြီး၄ယောက်သား၅ပါးတက်တောင်တန်းစီကိုခီးဆက်ခဲ့ကြပါရဲ့လမ်းတစ်လျှောက်မှာဂျေဆင်ဟာလူညံနဲ့ဖုန်ကြီးတို့စီကနေကွန်ဖူးပညာကိုအပြင်းထန်သင်ယူခဲ့ရပြီးကြောက်တတ်တဲ့ကောင်လေးဘဝကနေတကယ့်စစ်တီတော်တစ်ယောက်ဖြစ်လာခဲ့ပါတယ်စစ်သူကြီးရဲ့လက်ပါဆဲနီချမ်းရဲ့တိုက်ခိုက်မှုကြောင့်လူညံတန်းရအပြင်းထန်ရောက်သွားတဲ့အခါဂျေဆင်ဟာမသေးသေးကိုရဖို့အတွက်စစ်သူကြီးရဲ့နန်းတော်စီတကူတော်တွားရောက်ခဲ့ပါတယ်နန်းတော်ထဲမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားပြီးဂျေဆင်ကတုတ်ကောင်ကိုမြောင်မင်းရဲ့ကြောက်ရွံ့စီဖြစ်ပေးလိုက်နိုင်တဲ့အခါမှာတော့မြောင်မင်းဟာပြန်လည်နိုးထလာပြီးတိုက်ပွဲကပုံမပြင်းထန်လာပါတယ်နောက်ဆုံးမှာတော့ဂျေဆင်ဟာစစ်သူကြီးကိုနတ်ဖျားတပ်ဆန်ထိုးနဲ့အဆုံးသတ်လိုက်နိုင်ခဲ့ပြီးမြဲစပယ်ရိုကတော့ဒဏ်ရာနဲ့တေဆုံးသွားခဲ့ပါတယ်ကြောက်ဆိုင်ဧကရာစကဂျေဆင်ကိုဆုလွတ်အနေနဲ့အိမ်ပြန်ခွင့်ပေးလိုက်တဲ့အခါသူဟာမူလကဘာကပြုတ်ကျတဲ့အချိန်ကိုပြန်ရောက်သွားပါတယ်ဒါပေမဲ့အရင်ကလိုမဟုတ်တော့ပဲသူ့ကိုအနိုင်ကျင့်တဲ့လူမိုက်တွေကိုကွန်ဖူပညာနဲ့ပြက်ပြက်သားသားနှိမ်နှင်းနိုင်ခဲ့ပါတယ်စေယုံကားပေါ်ပါသွားတဲ့အဖိုးအို pop ကိုသူတာဝန်ကြေပုတ်ငယ်ချောင်ပြလိုက်ပြီးလမ်းမှာစပယ်ရိုနဲ့ချစ်စွတ်တူးတဲ့မင်းကလေးတစ်ယောက်နဲ့ဆုံတွေ့ရင်းဂျေဆင်ရဲ့စွန့်ချန်ခန်းကပြီးဆုံးသွားပါတယ်